ကျွန်တော်ဗီဒီယိုမတင်ပြီးတဲ့အတွက်အားလုံးတောင်းပန်ပါတယ်ဗီဒီယိုလေးစားလိုက်ရအောင်အားလုံးက let's go ဆိုမစီကြီးနော်မစီကြီးဘာလာရရတယ်မစီကြီးမစီကြီးလို့ထုတ်ကြမယ်ဆိုကြည့်လိုက်ရကာလိုက်ကအိုးဆောင်းကြမ်းညာမစီဘက်ကပဲရဒါလည်းဒီကဘောရင်းပေါ်တယ်ညံသေးတယ်မန်စီးတီးမန်စီးရတယ်ရိုးကြီးလမ်းကန်ဒီကြီးအစီအဖတ်ရဖိုးလိုက်တော့အမမန်စီးစား16မိနစ်စက္ကန့်ကျော်ရှိနေခင်ဗျာရောက်သွားနေထားကိုရောက်ရှိသွားခင်ဗျာတပတ်တင်းကမန်စီးပဲရလားမန်စီးတောင်းဆွဲလာတယ်ဆွဲလာတယ်မန်စီးလိုက်ကိုင်းနေတယ်ဖိုးရခင်ဗျာမန်စီးကတော့ရရှိသွားပြီခင်ဗျာနိုင်တဲ့ဘလူးလိုက်မယ်ဆိုတာကြည့်ရမယ်ဒီရပဲမိုင်းနူကူဘီမိုင်းနူရူဘီတယ်မရူဘီလက်ကန်နေတူခေါက်တယ်လိန်နဲ့ခေါက်တယ်ကန်နေပိုးတယ်ဒီချလာဆောင်ပြင်းလို့ခင်ဗျာရူမြတ်ခစနိုဇူဝမ်ပြွားတယ်ဒီကရတာအမေဘောရင်းဘောတယ်တကူချိုးသားတာတကူရဲ့တကူဒီဖလေးတန်းတော့နောက်ပိုင်းရပြီးဆုံးသွားပါဘူးနော်ဟိုဒီနဲ့ပဲဘူဒီတေးကြနေနော်ဘယ်လိုအမိကပြခိုင်းဘယ်လိုအကြောင်းလည်းဒီအမိကပြခိုင်းဘယ်လိုထုတ်ပေးခိုင်းရမလဲလို့ဒီဝဲကစားပါမယ်ဆိုတာနီးဖြာကြီးဆိုတော့ကပဲတေချာပြင်ဆင်ရအောင်ညောင်းဒါပေမဲ့လည်းအတင်းစလုံးကတော့ရောက်ကိုစီနဲ့ပဲတေချာပါမြောက်ရိုးနီးကနေထုတ်ကန်နေရာမှာရိုးနေရာမှာစစီကိုတင်းမြောက်စစီတင်းမယ်ရိုးနေရာမှာစင်တေးမှာမင်းအလူဖြစ်နေရပြင်ပါစေတော့ဒီနေ့ရာဒီတော်ဆိုးတယ်မန်ယူဒီနေ့ရာဒီတော်ဆိုးတယ်မန်ယူဇက်စီသွင်းတာဇက်စီကိုသွင်းမယ်ဟာဆောက်တန်ပေါ်တာဆောက်တရန်နဲ့တဲ့နိုင်နဲ့ဆောက်တရန်အဲ့အတင်းဖာထရခတ်ဆောက်တရန်ရကာနာချိုဇက်စီကိုပေးတယ်ဇက်စီလက်ကန်နဲ့ကိုသမားဖမ်းလာတယ်ခင်ဗျာကိုသမားဘောကတန်းကိုသမားလေးဆောင်းကောင်းပါခင်ဗျာဇစီပြန်ရတာဇစီနောက်တစ်ခေါက်ဇစီကန်နဲ့ကိုတယ်ဇစီစနေမနေပါတော့ကိုရပါခင်ဗျာဇစီအယူရဲ့ရဟိုင်းမန်ယူရက်ဖို့ဇစီကိုပေးတယ်ဇစီလက်တော့ကန်နဲ့ကိုမြောဇစီရဲ့ဆောင်းကျန်းတဲ့ဇစီရောမြောစီမန်ယူနိုက်တက်ပဲရဇစီဖရီကစ်လန်ကန်ရပါကိုသမားဖမ်းပြပါခင်ဗျာဇစီရဲ့လာပါတဲ့ကန်ကျဲကိုသမားရဲ့အစ်စ်တာယာလေးပုတ်ထုတ်လိုက်ခင်ဗျာဒီမှာရတာကိုမိုင်းလူပေးတယ်ကာနာချိုပေးတယ်ကာနာချိုဘာလဲဇစီလက်ကန်နဲ့ဇစီဒီကနည်းနည်းလေးမရောက်တာခင်ဗျာဇစီဆောင်းကောင်းတဲ့ဇစီခင်ဗျာဘာဝိုင်းမှာ9-0နဲ့ဆောက်တန်းကိုချုပ်ထားခဲ့ခင်ဗျာတူစီနဲ့ဘူးစီထောင်တော့တီးထားခဲ့ခင်ဗျာဆောက်တန်းရထားတယ်ကနာချိုပဲလက်ကန်နဲ့ကနာချိုခင်ဗျာဒါပေမဲ့လည်းကိုဘောကတော့လည်းလွဲကြောက်ကတီကီယာကြရဲကိုဘောကမကောနိုင်ဘူးခင်ဗျာနောက်ဆုံးမီနီလေးနဲ့အနေငယ်လည်းကျတော့ခင်ဗျာရပါရတော့ပြီးဆုံးသွားပါခင်ဗျာ2-1နဲ့ပဲဆောက်တန်းအောင်နိုင်ရရှိခဲ့အစင်တစ်ကအစင်မြချက်စီနဲ့တွေ့မြမရောထဲလို့မရသေးဘူးဒါတော့နေရာမှာချောက်ကုန်ထဲအောင်းနေမသိဘူးမော်ရိုကိုကစောက်ရုံးလာမသိဘူး
နဲ့ချက်စီကျွန်တော်ကြိုက်တဲ့မန်ယူကျွန်တော်ကြိုက်တဲ့ချက်စီအဲ့ကားလေးတော့ခရီးရပါဦးချက်စီနဲ့မန်ယူနဲ့ချက်စီတင်ရတာချက်စီတွေ free kick လန့်ကန်တယ်ကိုလွန်ဒီဂီယာတာယာလူဖမ်းပြသွားမြောင်းကိုလွန်ဒီဂီယာအစ်စေမြောင်းချက်စီအိုးရှာဦးမင်းနောက်တန်းတော့ရှုပ်လို့မရနောက်တန်းဆောင်းကျန်းလုံးနဲ့မင်းနောက်တန်းတော့ရှုပ်လို့မရဆက်စီကန်အော်ဆက်စီကန်အော်ဆက်စီယာမင်းအဲ့လောက်တော့ညံ့ရလားဆက်စီယာဆက်စီအမိုင်းဘဘီဆောင်ဝိုင်ညာရပိုင်းကျစားညာရပိုင်းဆိုင်ဘလူးများနေနေဆိုတော့စောင့်ကြည့်ရမှာသူရပိုင်းမှာမိုင်းတင်ရမယ်တင်ရချက်စီတင်ရမယ်တင်လာတော့ရရှိညာမိုင်းနူပဲလက်ထွက်တယ်ခောက်တယ်လိုးမောက်ကန်လို့မရနေထားမှာဆက်စီဘလူးကန်မလဲဆိုတော့စောင့်ကြည့်ရမယ်ဆက်စီချင်းကြည့်တယ်ဆက်စီအကလည်းကိုငါဖမ်းပြပါခင်ဗျာကိုမလည်း shot တက်လို့မရဘူးဘကတီဗီအောင်လည်း shot တက်လို့မရဘူးခင်ဗျာနောက်တန်းဆောင်းကောင်းကြောင့်ဟိုဒီမကိုရရတာဒီပွဲရလည်းတည်ကြဘူးတော့ရလင်းပါခင်ဗျာတည်ကြရင်ယူကာဆယ် United ကစင်တစ်ကိုတက်ပါခင်ဗျာတေကိုတက်မယ်ဒုတိယပိုင်းပြီးဆုံးသွားသေးကြပါနီကာဆယ်တင်းရပဲစင်တစ်ကိုရောက်သွားပြီခင်ဗျာမန်ယူဆောက်တဲ့နဲ့ကာပေါင်းဖလောက်ကန်ရတော့မှာခင်ဗျာအဲ့တော့ပြန်လဲရောက်ရှိလာပါပြီအဲ့တော့ကာပေါင်းဖလောက်ပွဲမှာပေါင်းဝင်နိုင်ဟုတ်တို့ပေါင်းဝင်လာရင်ကာပေါင်းဖလောက်ဘယ်လိုကြိတ်ရဆောက်တဲ့ဘယ်လိုကြိတ်ရမလဲဆိုတာစောင့်ကြည့်လိုက်ရခင်ဗျာဒီဆုံးမန်ယူပဲရထားတယ်မန်ယူကနာချိုလူရှော့ပြောတာလူရှော့ရိုလက်ကန်တဲ့ကိုခင်ဗျာကိုရရှိတော့ပါမြတ်ကောင်းဖလောက်ကွာကိုရရှိတော့ပါမြတ်ရိုဒူလေမိမဒီကောင်းကြီးရိုပီကိုနာရိုနဘိုရရှိတော့ရပြပါတယ်ရိုနကိုကိုဟတ်ထရစ်ဒီဘာမှာဟတ်ထရစ်ဒီရမ်းဆိုစောက်ကြည့်ရမှာလူရှော့ရိုပေးတယ်ရိုလက်ပခောက်တယ်ခောက်ကန်တယ်ရိုနိုင်တဲ့ကတော့နှစ်ကိုရပါခင်ဗျာဒူလီနဲ့ဘူးလီထောင်တီးတာခင်ဗျာရိုဟာလာရိုကိုသမားနဲ့1/1ရှင်တွေ့နေရရိုခောက်ကန်တယ်ကိုဒီဘက်မှာဟတ်ထရစ်ရောက်ပါခင်ဗျာဟတ်ထရစ်ရောက်ပါခင်ဗျာရိုဟတ်ထရစ်မန်ယူနိုက်တက်က3-0ရပါခင်ဗျာခြာတင်ရတော့ဝမ်ဒီဆုံးကင်တော့လိုက်လို့ရသေးတယ်ခင်ဗျာရိုပေးတယ်ရိုချက်ခောက်တယ်ကန်တယ်နောက်တန်းနေနဲ့ထီတော့တယ်ဗျာဆောက်တန်းရလာဆောက်တန်းကမှုကြိုးစားရမှာကိုအိုင်နာဆောက်တန်း3-1ဆိုတဲ့နေထားမှာပြန်လိုက်လာတယ်ဗျာဆောက်တန်းနောက်3ကိုနောက်2ကိုမြင်သေးကြရင်ညဆောက်တန်းဒီကကတစ်စင်းပြီးပြီးတော့ပြန်ကြအောင်နော်နောက်တော့မှာရင်ဆောက်တန်းနဲ့ပြင်ရပါတယ်နိုင်ပဲရထားရနိုင်တဲ့မစ္စမောက်ကန်ညာနိုင်တဲ့လေးကိုပြရနော်ဒီကီယာနဲ့ရရှိနေနော်နိုင်တဲ့ကပေးထားရနော်ဒီရှိုးထော်ရရနော်ဒီရှိုးအနီကန်နဲ့ချန်တမ်းမှုကြောင့်ထော်ရရနော်ဒီရှိုးရိုးနေရာမှာဝိုင်လန်းထည့်ထားတယ်ခင်ဗျာရိုးတော့မောပန်းနေအောင်တွေ့ရလို့ဟဲ့လားနောက်တန်း
ဖတ်တော့မှာစောက်ရတဲ့လို့ပြောပါခင်ဗျာပနတီသွားမလားမန်ယူနိုက်တက်ပဲပြန်ချေပါကိုပြန်ရမလားဆိုစောင့်ကြည့်ရခင်ဗျာချိန်မိုး15မိနစ်ကိုသွားနေခင်ဗျာပနတီဆုံးဖြတ်ပဲရောက်မလားစောင့်တယ်လက်တီလွဲသွားခင်ဗျာဒီဟာမီးရဖတ်လာခင်ဗျာဒီဟာစောင့်တယ်မရလားဆောက်တယ်ဟုတ်တယ်ဒီဟာနောက်တန်းပြတော့မှုအမှားမရအောင်လုပ်ရမယ်အိုးနောက်တန်းဟိုတော့ကောင်းလို့ခင်ဗျာအိုးအောင်ကဲလို့လားမန်ယူနိုက်တက်ဘူမပေးရတာခင်ဗျာဆောက်တယ်မရလားထုတ်တယ်အေးစီရအဲဒီသားမယ်တော့မျောလေးပါခင်ဗျာပနတီဒီသားရခင်ဗျာပနတီဆုံးပြမှာဆောက်တဲ့ရင်ကန်နဲ့ဒီအကောက်ဝင်လာခဲ့ခင်ဗျာကဲမန်နိုင်တကဒီဂီယာရဲ့ကန်နဲ့ဒီဂီယာပါလို့ရန်ကန်ငါလဲဆိုဒီဂီယာဆောင်ပါလို့နာနာဝိုင်လန်ကန်ဟောဝိုင်လန်ညလိုက်တာဒီဂီယာဖားပြအော်ဒီဂီယာတော့မဖမ်းနိုင်ခဲ့ဘူးညာဒီမဖမ်းတဲ့ကိုလေဒီမဖမ်းတော့ခဲ့ပဲဒီမဖမ်းတဲ့ဒီဂီယာလေးတစ်လုံးလောက်ဖမ်းပြရမှာCasemiro wowဒီဂီယာဒါမှဒီဂီယာကရဆန်ချင်းကြည့်တယ်ကန်နဲ့ကိုရခဏချောင်းချင်းကန်ဝင်စမောက်ကန်နဲ့ကိုရဒီဂီယာဖမ်းပြလိုက်အော်ဒီကန်နဲ့ဒီလေရောက်မလဲအိုးကိုရကိုအိုးဘော်ဒီအောင်ညာတိုင်ထီပါလို့လားကိုမန်ယူကောင်းလာပွဲစဉ်အရရှိပါပြီခင်ဗျာဒီဗီဒီယိုဒီတော့အားလုံးကြည့်ရှုပြီးရတဲ့တယောက်ချင်းကျေးဇူးတင်ပါတယ်